အားလုံးပဲမင်္ဂလာပါဂျမနိုင်းအော်ရာထေရိုကပြန်လဲကြိုဆိုလိုက်ပါတယ်မင်းကဒီနေ့မှာတော့ပိုးကောင်လေးတွေအင်းဆက်ကောင်လေးတွေကဖော်ပြနေတတ်တဲ့ထူးခြားနမိတ်အချို့အချောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပြားကိုတချို့ကြတော့အဲ့လိုမျိုးအလုပ်စူးစမ်းရမယ်ဆိုရဲအတိတ်ပဲပါညာအဲ့လိုမျိုးလဲရှိရကွာသူကသူကိုယ်လွဲတာမျိုးရှိရဒါမဲ့ဒါကနည်းနည်းထူးခြားလို့ဒီအချက်လေးကိုထည့်လိုက်တာပေါ့နော်ပြားဆိုတာကဒီ spiritual နဲ့ပတ်သက်လို့ရှိရင် sex နဲ့ပတ်သက်တဲ့သတင်းတွေကိုတည်ဆောင်ပေးလာတဲ့အကောင်လေးအဖြစ်လဲသတ်မှတ်ကြရကွာတည်လာလို့ပုံစံမျိုးအဲ့တော့ကိုယ့်အိမ်ကိုဧည့်သည်တယောက်လာလို့ရှိရင်အဲ့ဒီရဲ့ဧည့်သည်လာတဲ့အချိန်ကျမှကွာကိုယ့်အိမ်ထဲကိုပြားတကောင်ဝင်လာတာပဲဖြစ်ဖြစ်အဲ့ဒီဧည့်သည်နဲ့နောက်ကနေကပ်ပါလာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေးလိုက်ရပြီဆိုလို့ရှိရင်ဒါသူ့ရဲ့မယိုးသားတဲ့စိတ်ကိုဖော်ပြရတယ်ပေါ့နော်ဒါပြောရမယ်ဆိုရင်ဒီလူကိုညအိမ်ညနေလက်မခံသင့်ဘူးနောက်ပြီးလို့ရှိရင်ဒါတတိထားဆက်ဆံသင့်တယ်ပေါ့အရင်ယုံလို့မရအောင်ဆိုတဲ့ပုံစံမျိုးပြတာပေါ့နော်ဒီလိပ်ပြာကတော့အထူးတလဲပြောစရာမလိုပေါ့နော်ဒါသူက spiritual back လို့ခေါ်လို့ရှိရင်လည်းမမားဘူးပေါ့လိပ်ပြာလေးရကြတော့ကိုယ်အနာမှာကောင်းမွန်တဲ့အဆောက်အအုံတွေရှိနေရကိုဖော်ပြပြီးတော့သူ့ရဲ့အယောင်လိုက်လည်းအတိတ်ပဲမျိုးရှိရပေါ့နော်ကိုယ့်ကိုချစ်တဲ့သူရဲ့ spirit လို့လည်းချိုးရယူဆကြရနော်ကိုယ့်ရဲ့ဘိုးဘေးတို့ကိုမမွေးခင်ဆုံးပါသွားတဲ့သူတို့အဲ့လိုမျိုးပေါ့နော်ကိုယ့်ကိုချစ်တဲ့သူရဲ့ spirit ပေါ့နော်အဲ့တော့လိပ်ပြာလေးကိုတွေ့ရပြီဆိုလို့ရှိရင်ကိုယ့်ကိုချစ်တဲ့ angel လေးတွေကိုယ့်ကိုချစ်တဲ့ဘိုးဘေးဒီလိုမျိုးပေါ့နော်ကိုယ့်ကိုချစ်တဲ့သူရဲ့ဝိညာဉ်ကကိုယ်နားမှာရှိနေတယ်လို့ယူဆလို့ရပါတယ်နောက်ထပ်ကြတော့ moth လို့ခေါ်တဲ့ပိုးဖလန်လေးတွေကကြတော့သူကဒီ spiritual world ကဝိညာဉ်ရဲ့ message ကိုခေါ်ဆောင်လာတဲ့သူပေါ့ကွာအဲ့တော့ပြောရရင်ဒါတစီတကောင်ရဲ့ဝိညာဉ်ကိုတည်ဆောင်လာတဲ့သူလို့ပြောလို့ရတယ်အဲ့တော့ကိုကအထူးသဖြင့်ညနေဆောင်ပိုင်းနေအပြင်သွားပြီးတော့မိုးချုပ်စပေါ့ကွယ်အပြင်ထွက်ပြီးတော့ပြန်လာလို့ရှိရင်အထဲမှာကိုအိမ်ထဲရောက်လို့ရှိရင်ဒီလိုမျိုးမိုးဖလန်လိုက်ကတ်တာမျိုးတွေဖြစ်တတ်တယ်ကိုရဲ့လက်မောင်းမော်ပခုံးတို့အပြင်နှာခေါင်းသားတွေတောက်လျှောက်လိုက်ပြီးတော့နားနေရဆိုလို့ရှိရင်အဲ့ဒါအပြင်ကနေပြီးတော့လိုက်လာတာပေါ့နော်အဲ့လိုမျိုးလာနာတဲ့အချိန်မှာကိုယ့်ကို good intention နဲ့ဝိညာဉ်ဆိုလို့ရှိရင်တော့ကိုကနှွေးတလို့ခံစားရတယ်ကွာပြင်တိတ်ပြီးဘာမှမဖြစ်ဘူးပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးချောင်းလန့်ခြင်းနဲ့တစီလို့ပါလို့ဆိုလို့ရှိရင်တော့ကိုနည်းနည်းလေးအနောက်ရှက်ပေးနိုင်တယ်သူတို့ကလေအဲ့တော့အဲ့ဒီရန်နေပြီးတော့ကာကွယ်ဖို့ဆိုလို့ရှိရင်ဒီနှွေးမိုင်းနေတိုက်ထုတ်ပေးလိုက်လို့ရတယ်ဒါမှမလို့ရှိရင်ဒါအနည်းဆက်ဆုံးလွယ်လွယ်ကူကူဆိုလို့ရှိရင်အမွှေးတိုင်လေးတစ်တိုင်ထွန်းပြီးတော့အဲ့အမွှေးနဲ့ကိုယ့်ရဲ့အနီးနားပတ်စလဲအခန်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနဲ့တိုက်ထုတ်ပေးလိုက်လို့ရပါတယ်အကောင်းဆုံးကတော့ဖျားပြေးရှကူလိုက်တာတော့အကောင်းဆုံးပဲပေါ့နော်နောက်တစ်ခါဒီ lady bug လေးမြန်မာလိုတော့ပြစားပို့လာတော့မသိဒီ lady bug လေးကိုတွေ့ခဲ့လို့ရှိရင်ကိုစီကိုမကြခင်အောင်မြင်မှုတွေလာတော့မယ်ဆိုတဲ့ဟာကို lady bug လေးကနမိတ်ပြတာဖြစ်တယ်ဒီ lady bug လေးကကံကောင်းခြင်းကိုကိုစားပြုတာပေါ့နော်နောက်ပြီးတော့သူကအစိမ်းရောင် clover အရွက်ကလေးလားသူနဲ့လည်းအတိတ်ပဲဆင်တူတယ်အဲ့တော့ဒီ lady bug လေးပဲဖြစ်ဖြစ် clover လေးကိုပဲဖြစ်ဖြစ်တွေ့ခဲ့ရဆိုလို့ရှိရင်ဒါကိုကကံကောင်းနေရလို့ပြောချင်တာပေါ့နော်နောက်ခါကျတော့ဒီ dragonfly လို့ခေါ်တဲ့ပစင်းကောင်လေးပေါ့ပစင်းလေးကိုတွေ့လို့ရှိရင်သူကဘာကိုပြောရလဲဆိုတော့ဒီလက်ရှိအချိန်ကိုပဲအာရုံစိုက်ပေါ့နော်ချိန်တွေကကုန်နာမြန်နေအခုလက်ရှိရှိနေတဲ့အချိန်ကအဖိုးတန်တဲ့အချိန်လေးပါတဲ့အဲဒါကြောင့်မလို့စိုးရိမ်ကြောင်းကြတာတွေနောက်ပြီးတော့တန်တရားဖြစ်တာတွေကိုဘေးချိတ်ထားပြီးတော့ပေါ့နော်စိတ်ကိုပြစ္ဆုတ်ပံမှာပဲထားပြီးပျော်နေပါ enjoy လုပ်ပါပေါ့နော်အဲ့လိုမျိုးတတိပေးရဖြစ်ပါတယ်နောက်ကြရင်ဆီယာမလုံးမှာဆိုတော့တခါတည်းတင်လိုက်တော့မယ်ဒီပြားကောင်လေးကိုဘီလို့ခေါ်တယ်နောက်ပြီးလို့ရှိရင်ဒီလိပ်ပြာလေးကို butterfly လို့ခေါ်မယ်နောက်ပြီးရခါကျတော့ပိုးဖလန်လေးကို moth လို့ခေါ်မယ်နောက်ပြီးရင်ဒီပစင်းကောင်လေးကို dragonfly လို့ခေါ်ကြမယ်နော်ဒီကံကောင်းစီတဲ့ပိုးကောင်နီလေးကိုကြတော့ ladybug လို့ခေါ်မယ်နော်
မင်းကိုအချိန်ပေးပြီးတော့နားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်